ရွှေညသင်းစီစဉ်ဖိုက်ကတော့ပြီးဆုံးသွားပြီဆိုပေမဲ့မင်းကိုနေအများကြီးခြံထားခဲ့ပြန်ပါတယ်။ခုချိန်ထိငင်းခုန်နေရတဲ့ကိစ္စကတော့စီစဉ်ဖိုက်ဆက်သိမ်းပိုင်းမှာ11လွတ်မြောက်သွားလားဒါမှမဟုတ် upside down နဲ့အတူပျောက်ကွယ်သွားလားဆိုတာပါပဲ။ပထမဆုံးအနေနဲ့11ကိုအသေးခံသွားရဲဆိုတဲ့ theory ဘက်ကနေစဉ်းစားကြည့်ရအောင်။11တာတကယ်အသေးခံသွားခဲ့ရဆိုရင်စစ်တပ်ပိတ်ဆို့သားဆီးနေတဲ့ကြားတွေကစစ်တပ်လူချင်းဆုံး11ကupside down ဂိတ်ရှိဘလို့ရောက်သွားခဲ့တာလေစစ်တပ်ရဲ့လှိုင်းတောက်ဆက်တွေဖွင့်ထားတယ်ဆိုရင်ဂိတ်ရှိရောက်သွားဖို့ပိုရောင်ခက်ပါသေးတယ်။ငါ့အပြင်ဒီလိုအချိန်တွေမျိုးမှာ11ကနှာခေါင်းသွေးတော်မထွက်ပဲဂိတ်ရှိမှာအေးဆေးမတ်တက်ရက်ပြီးမိုက်ကိုသူ့စိတ်ထဲထိခေါ်စကားပြောနိုင်မှုဆိုတာမလွယ်ပါဘူး။ဒါဆိုရင်မိုက် theory မှန်နိုင်လားစဉ်းစားကြည့်ရအောင်။ကာလီနဲ့11က upside down နဲ့မှပဲအသေးခံမှုအဆုံးဖြတ်ထားခဲ့ပေမဲ့ဟောပါသူတို့ညရဲ့အကြံစီကိုတည်သွားပြီနော်11ကိုဆုံးရှုံးခံနိုင်တဲ့ဖခင်တယောက်ရဲ့တောကကိုမြင်လိုက်ရတာကြောင့်ကာလီစိတ်ပြောင်းသွားပြီး11ကိုကယ်တင်ဖို့ဆုံးဖြတ်လိုက်တာတကယ်ဖြစ်နိုင်ပါတယ်။ဒါပေမဲ့ကာလီကအလို့ကယ်တင်မယ်ဆိုရင်တနက်တန်ရအရန်မပြင်းထန်မှုလို့တလို့ဟော့ကင်ဆန်တက်စခန်းကလည်းဘုံပေါက်တာနဲ့ချက်ချင်းတန်းမပြက်စီးတော့ဖို့လိုပါမယ်။အဲ့တော့ဟယ်လီကော်ပတာပောက်ကွဲချိန်မှာစစ်သားကပြစ်မှတ်နဲ့လွဲသွားမယ်။ကာလီကြီးထိထားတဲ့ဒဏ်ရာကလည်းချက်ချင်းသိလောက်တဲ့အထိမပြင်းထန်ပဲကာလီက11နဲ့ပေါင်းချန်ပြီးဟောပါကိုပုံရင်ရောင်ပြကသူတည်သွားပြီဖြစ်ကြောင်းလှည့်စားခဲ့မယ်ဆိုရင်မိုက် theory မှန်နိုင်ပါတယ်။ဒါ့အပြင်ဟော့ကင်ဆန်တက်စခန်းခေါင်မိုးက exotic matter ကို C4 ဘုံးနေနဲ့ဖျက်ဆီးပြီး exotic matter ဆွဲရင်လိုင်းတွေကြောင့်ဝမ်မိုးနံရံတွေပြိုကျလာတဲ့အချိန်နံရံနီးတစ်ဝိုက်ကစောက်အုံနဲ့အရင်ပျက်စီးပြီးဝမ်မိုးအလေကဟော့ကင်ဆန်တက်စခန်းကနောက်ဆုံးမှပျက်စီးမယ်။ exotic matter အောက်ကဟော့ကင်ဆန်တက်စခန်းတစ်ခုလုံးချက်ချင်းတန်းရင်ပြောပဲကာလီအတွက်အချိန်ခဏရအောင်မယ်ဆိုရင် မိုက် theory မှန်နိုင်ပါတယ်။နောက်တစ်ခုစဉ်းစားစရာကဘုံမပေါက်ခင်ကလေးကအလဲမဲ upside down ကိရှိရောက်နေတာဖြစ်တယ်လို့ဘုံပေါက်ပြီးစက္ကန့်ပိုင်းကြာမှလည်းအလဲမဲပျောက်သွားပြီဖြစ်ပါတယ်။အဲ့တော့ကာလီကဘုံမပေါက်ခင်ကလေးက upside down ကိရှိမှာ11ပုံရိပ်အောင်လုပ်ပေးထားတဲ့အပြင်ဘုံပေါက်ပြီးစက္ကန့်ပိုင်းကြာသူ့မသေးခင်အထိပုံရိပ်ရောင်ကိုဆက်ထိန်းထားပြီးခဲ့တာဖြစ်နိုင်ပါတယ်။ဒါအပြင်ကာလီက11ကိုတပွိုက်ထဲကနေတောက်လျှောက်ဆောင်ကြည့်ပေးနေပြီးစစ်တပ်က11ကိုဖမ်းမိကန်ဒီမှာအချိန်ကိုက်11ကိုဖျောက်ပေးပြီး11လွတ်မြောက်အောင်ကူညီပေးခဲ့တာဖြစ်နိုင်ပါတယ်။အချင်းချုပ်ရရင် season 5က open ending နဲ့ပဲဆုံးသက်သွားတာဖြစ်ပေမဲ့ဒါဖာချင်းညီနောင်က character တိုင်းကို happy ending လုပ်ပေးကြတာဆိုတော့မိုက်တိုအဖွဲ့ယုံကြည်ထားသလိုပဲ11တယောက်အေဂျင့်နဲ့တနေရာမှာဇက်မြုပ်သွားတယ်လို့ပဲယုံကြည်လိုက်ကြရအောင်ပါ။ကာလီစွမ်းကြောင်းလေးလာကြည့်ရအောင်11 Henry ကို Dimension X ထဲမပို့ငင်နေရကာလီတယောက် Hawkins Santas ခန်းကနေလွတ်မြောက်သွားခဲ့တာကြောင့်11နဲ့ရှင်ရင်ကာလီကသူ့စွမ်းတွေကိုပြင်ပလောကမှာပို့အသုံးချတတ်နေပါပြီ။ Season 5မှာပြသွားပုံအရကာလီကပုံရိပ်ရောင်တွေကိုအဝေးကနေလှမ်းထုတ်နိုင်သလိုသူ့ပုံရိပ်ရောင်တွေကလူတစ်ယောက်ထိလိုက်တာနဲ့ဖြတ်ပြေသွားတတ်ပါတယ်။ဒါပေမဲ့ Season 2မှာတော့လက်ပြဖန်တီးပြတာခန္ဓာကိုယ်ပေါ်ပင့်ကူတွေတက်လာတာဆိုင်ထဲမှာရေရှမ်းနေရစားရှိရဲ့ဇဝင်ခန်းတွေရကာလီယာလူတယောက်ထိတွေ့လိုက်ရုံနဲ့မပြောက်သွားတဲ့ပုံရိပ်ရောင်တွေကိုပါဖန်တီးနိုင်တာဖြစ်ပါတယ်။ကာလီတို့ဘုံအောင်နေတဲ့နေရာအထိရဲတွေရောက်လာချိန်မှာလေကာလီယာသူတို့တစ်ဖွဲ့လုံးကိုရဲတွေမမြင်အောင်ကိုဖျောက်ပေးနိုင်ခဲ့သလိုရဲတွေသူတို့ကြားထဲဖြတ်တန်းသွားလာနေတာတောင်ပုံရိပ်ရောင်ကမပြတ်ပြဲသွားခဲ့ပါဘူး။ဒါအပြင်ဒေါက်တာဘရန်နာကိုရိုင်း11ကိုစကားလာပြောနေရလို့ထင်ရလောက်အောင်စစ်နဲ့တူတဲ့ပုံရိပ်ရောင်တွေကိုကာလီယာဖန်တီးနိုင်တာကြောင့်ကာလီယိုမတွေ့ရတော့တဲ့၃နှစ်အတွင်းမှာသူ့အစွမ်းတွေကစီဇန်2တော့အထက်တောင်ပိုတိုးတက်လာနိုင်ပါသေးတယ်။ဒမိုကောင်ကင်စ်နဲ့ဒမိုဘတ်တွေပဲရောက်သွားလေ။စီဇန်4မှာတွေ့ခဲ့ရတဲ့ဒမိုဘတ်တွေဟာစီဇန်5မှာပြန်မပါလာတော့တဲ့အပြင်ဒမိုကောင်ကင်တွေကလည်းစီဇန်5မှာကလေးတွေကိုလက်ဖမ်းတာနဲ့မက်စ်ကိုဆေးရုံမှာလက်ဖမ်းတာလွယ်ရင်နောက်ဆုံးတိုက်ပွဲမှာထပ်မတွေ့ရတော့ပါဘူး။ဒမိုကောင်ကင်စ်နဲ့ဒမိုဘတ်တွေအဘစ်ထဲမှာဘာလို့မရှိနေရလဲဆိုတာကတော့ဗက်ဂနာဟာဒက်စတန်တို့အုပ်စုအဘစ်ထဲထိရုတ်တရက်လာရောက်တိုက်ခိုက်လိုက်မယ်လို့ဗက်ဂနာထင်မှတ်ထားလို့ဖြစ်ကြောင်းဒရိုက်တာတွေကတရားဝင်ရှင်းပြထားပါတယ်။ IB ကတော့နောက်ဆုံးတိုက်ပွဲမှာတမင်ဘတ်ဂျက်လျှော့ထားတယ်လို့ပဲထင်ပါတယ်။မိုင်းဖလီယာသိပြီလား။နောက်ဆုံးတိုက်ပွဲပြီးမှဗက်ဂနာကတော့ခေါင်းပြတ်တည်ဆုံးသွားပြီမယ်။မိုင်းဖလီယာကတော့ဖင်းကိုခန္ဓာကိုယ်ကြီးကိုဆုံးရှုံးသွားခဲ့တာပါ။မိုင်းဖလီယာရဲ့ငကိုမူလအခိုးငွေတွေကတော့အဘစ်ထဲမှာဆက်ရှင်တန်နေတော့မှာပဲ။ဟော်လီနဲ့အခြားကလေးတွေရဲ့ဇက်ထဲကထွက်လာတဲ့အငွေတွေကလည်းမိုင်းဖလီယာရဲ့အခိုးငွေတွေပဲဖြစ်ပါတယ်။
ကယ်လို့ဟင်နရီယာရောတဲ့ကြောက်တုံးနောက်တစ်ခုကဘာပေါ်မှာထပ်ရှိနေသေးပြီ11ကလည်း upside down ကိုဖန်တီးခဲ့တာဆိုရင် mind flayer ကဟင်နရီလို vessel မျိုး11လို upside down ကိုဖန်တီးနိုင်တဲ့လူမျိုးထပ်ရှာနိုင်တာနဲ့ကဘာကြီးကိုလာကျူးကျော်လို့ရနိုင်ပါသေးတယ်ဟင်နရီဆွမ်းရသွားတဲ့ကြောက်တုံးရဲ့မူလဇစ်မြစ်ကဘာဖြစ်မလဲဟင်နရီဖွင့်ကြည့်လိုက်တဲ့လက်ဆွဲတစ်တာရဲ့ကြောက်တုံးကြောင့်ဟင်နရီက mind flayer နဲ့ပထမဆုံးချိန်စတင်တွေ့ဆုံခဲ့သလိုmind flayer စွမ်းအားတွေကိုလည်းစတင်ရရှိခဲ့ပါတယ်။အဲ63ကြောင့်ကို season 5မှာတေချာရှင်းပြသွားပြီမယ်။ဒေါက်တာဘရနာလေ့လာနေတဲ့အဲ63ဟာ mind flayer တည်ရှိရာ base ကနေလာတာပဲဖြစ်ဖို့များပါတယ်။ဒါအပြင်အတက်ထွက်လာမဲ့ spin-off series မှာလည်းအဲ63ကြောင့်ပုံသိလာရလိမ့်မယ်လို့ writer တွေကပြောသွားခဲ့ပါတယ်။ Wagner နဲ့ mind flayer ဘလို့ပတ်သက်ဆက်နွယ်နေလဲ။ Henry ငယ်လေးက mind flayer Henry စိတ်ကိုစတင်ထိန်းချုပ်ခဲ့တာဖြစ်ပြီးဟင်နရီအဲ့အဖြစ်မှန်မမှတ်မိတော့အောင်မိုင်းဖလီယာနဲ့ပထမဆုံးကြုံတွေ့ခဲ့ရတဲ့ဟင်နရီမှတ်ဉာဏ်ကိုမိုင်းဖလီယာပိတ်ပင်ထားခဲ့တာဖြစ်ပါတယ်။ဟင်နရီအဲ့အဖြစ်မှန်ကိုပြန်မှတ်မိသွားချိန်မှာလေအရာအလုံးနောက်ကျသွားခဲ့ပြီဖြစ်တယ်လို့မိုင်းဖလီယာကပဲဟင်နရီကိုပြန်ထိန်းချုပ်သွားခဲ့ပါတယ်။ဟင်နရီစွမ်းနေသုံးနိုင်မို့မိုင်းဖလီယာကိုလိုအပ်တယ်လို့မိုင်းဖလီယာကလည်းခန္ဓာကိုယ်တစ်ခုဖန်တီးတည်ဆောက်ပြီးကမ္ဘာမြေကိုကျူးကျော်သိမ်းပိုက်နိုင်မို့ဟင်နရီကိုလိုအပ်ပါတယ်။ဒါကြောင့်နောက်ဆုံးမှာတော့ဟင်နရီကငါကမိုင်းဖလီယာလိုအပ်တယ်လို့မိုင်းဖလီယာကလည်းငါ့ကိုလိုအပ်တယ်ငါတို့ကတစ်ခုတည်းပဲလို့ပြောပြီးဖက်ဂနာအနေနဲ့ပဲဆုံးသက်သွားခဲ့တာဖြစ်ပါတယ် upside down ဆိုတာဘယ်လိုနေရလဲ season 1နဲ့ကတွေ့မြင်ခဲ့ရတဲ့ upside down ဆိုတာဟောကင်းမျိုးနဲ့ abyss ကိုတိုက်ရိုက်ချိတ်ဆက်ပေးထားတဲ့ဖြက်လန်းသလား one hole ပဲဖြစ်ပါတယ် upside down ပတ်ပတ်လေးရနိုင်ရန်တွေကလည်း one hole နိုင်ရန်တွေဖြစ်ပြီးအဲ့နိုင်ရန်ပြင်မှာ space ပဲရှိတော့တာပါupside down ရဲ့အလဲပေါ်မှာ exotic matter စွမ်းရည်လုံးကြီးရှိနေပြီးအဲစွမ်းရည်လုံးကြောင့်ပဲ upside down ရေရှည်တည်တက်နေတာဖြစ်ပါတယ်။ exotic matter ပောက်ကွဲသွားတာနဲ့ one hole နိုင်ရန်တွေအကုန်ပျက်စီးပြီး upside down လည်းအပြီးပြောက်ကွယ်သွားမှာပါ။ဒါပေမဲ့ one hole ဆိုတာ theory တစ်ခုအနေနဲ့သာရှိသေးပြီးပြင်လောကမှာတော့သိပ္ပံပညာရှင်တွေခုချိန်ထိ one hole တစ်ခုမှရှောင်တွေ့ကြသေးပါဘူး။ upside down မှာ gravity ဘယ်လိုအလုပ်လုပ်လဲ။ series ထဲမှာပြသွားပုံအရဟောကင်းရဲ့ဘေးနံရံကနေ upside down နဲ့ဝင်သွားရင် upside down ရဲ့ဘေးနံရံကိုရောက်ပါတယ်။ဟောကင်းအိမ်ရဲ့မျက်နှာချက်ကနေဝင်သွားရင်လည်း upside down ကအဲ့အိမ်ရဲ့မျက်နှာချက်ကိုရောက်ပါတယ်။ဟောကင်းရဲ့မြေပြင်ကနေဝင်သွားရင်လည်း upside down ရဲ့မြေပြင်ကိုရောက်ပါတယ်။ဒါပေမဲ့ abyss ရဲ့မြေပြင်ကနေအောက်ကိုဆင်းသွားရင်တော့ upside down ရဲ့ကောင်းကင်ဘဝကနေကျလာမှာပါ။ဒါကြောင့် abyss ကြီးတစ်ခုလုံးအောက်ကိုကျလာချိန်မှာ Dustin တို့ဖွဲ့ရupside down radio တာဝါကနေတက်သွားတာနဲ့ abyss ရဲ့မြေပြင်စီတန်းရောက်သွားတာဖြစ်ပါတယ်။ Well ဘာလို့ဘာမှမဖြစ်တာလဲ။ Mind flayer တိုက်ခိုက်ခံရတဲ့အချိန်မှာ hive mind နဲ့ချိတ်ဆက်နေတဲ့ Will ကအရင်လိုပဲနာကျင်မှုတွေခံစားရနိုင်ပေမဲ့ writer တွေက Mind flayer တိုက်ခိုက်ခံရတာကိုပဲအာရုံစိုက်ချင်လို့ Will ဇဝင်ခန်းတွေကိုမထည့်တော့တာလို့ပြောသွားခဲ့ပါတယ်။ Wagner ခေါင်းဖြတ်ခံရချိန်မှာတော့ Mind flayer ခန္ဓာကိုယ်ကနှလုံးရက်သွားပြီဖြစ်တယ်လို့Will ကလည်း hive mind နဲ့ချိတ်ဆက်မှုပြတ်တောက်သွားပြီဖြစ်တာကြောင့် Will ဘာမှမခံစားရတော့တာဖြစ်ကြောင်းပြောသွားခဲ့ပါတယ်။ဒါအပြင် Will တယောက် gay ဖြစ်ကြောင်းဝန်ခံပြီးချိန်မှာ hive mind နဲ့ချိတ်ဆက်မှုကိုထိန်းချုပ်နိုင်စွမ်းပိုမြင့်မားလာတဲ့အပြင် Wagner ကသူ့ကိုလွယ်လွယ်ထိန်းချုပ်လို့မရတော့တာကြောင့် Will ဘာမှသိမဖြစ်တော့တာလို့လည်းဖြည့်သွင်းနိုင်ပါတယ်။ Season 5မှာ Henry နဲ့ Joyce ပတ်သက်မှုဘာလို့မပါလာတာလဲ။ The First Shadow ပြသက်ဇာတ်လမ်းထဲမှာ Hopper, Joyce နဲ့ခြားကလေးမိဘတွေဟာဟင်နရီနဲ့အတူဟော့ကင်းထက်တန်းကျောင်းမှာတက်ခဲ့မှုလူတွေဖြစ်ပါတယ်။ Joyce တို့ဟာဟင်နရီစီနီယာတွေဖြစ်ပြီး Joyce ဦးဆောင်တဲ့ပြဆက်ထဲမှာဟင်နရီလည်းပါဝင်ပါတယ်။ဒါပေမဲ့ series ထဲမှာတော့ဇလန်းဆုံးထိ Joyce နဲ့ Hopper တို့ဟာဟင်နရီအကြောင်းဘာမှထုတ်မပြောသွားပါဘူး။ writer ညီကိုကတော့ The First Shadow ပြဆက်မကြည့်ဘူးသူတွေခေါင်းရှုပ်သွားမှာဆိုလို့ Season 5မှာအဲအကြောင်းမထည့်ခဲ့တာဖြစ်ပြီးSeason 4နဲ့5ကြားကာလမှာတော့ဟင်နရီက Wagner ပဲဆိုတာ Joyce တို့ကြိုသိထားပြီးဖြစ်ကြောင်းပြန်ဖြေရှင်းသွားခဲ့ပါတယ်။ Max တွေ့ခဲ့တဲ့ဟင်နရီမှတ်ဉာဏ်နဲ့ကပြဆက်ကြော်ညာစာရွက်ကလည်း spin-off series ထည့်ရိုက်ဖို့စာပြိုးသွားခဲ့တာဖြစ်မှာပါ။ upside down နဲ့ကဗိုက်ကြီးတွေဘာဖြစ်သွားလဲ။ရေဒါရှည်က Plusiake ဟာဒေါက်တာဘရနာလုပ်ခဲ့တယ်လို့မျိုး11နဲ့ Henry လိုစွမ်းအားရှိကလေးတွေထပ်ဖန်တီးဖို့အတွက် upside down ကယာယီဓာတ်ခွဲခန်းထဲမှာစမ်းတက်နေခဲ့တာပါ။ဒေါက်တာကေကနံပါတ်8ကာလီကိုဖမ်းချုပ်ထားခဲ့ပြီးကာလီစီကတွေးပလင်းမြောက်များစွာထုတ်ယူကဗိုက်ကြီးတွေကိုအဲသွေးတွေသွင်းပေးနေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ကာလီကအ
ဟင်နရီနဲ့11လောက်ဆွမ်းထက်တာကြောင့်ဒေါက်တာကေရဲ့စမ်းသပ်မှုကြရှုံးခဲ့တဲ့အပြင်အဲ့ဖိုက်ကြီးတွေလည်းသေလူမျိုးပါဖြစ်နေကြပါပြီ။ဒါကြောင့် upside down တစ်ခုလုံးပျက်စီးသွားချိန်မှာတော့ဗိုက်ကြီးတွေအကုန်သေသွားပြီလို့ယူဆရမှာပါ။ဒမိုဂေါ်ကန်တွေကကလေးတွေကိုအပစ်စီဘလို့ခေါ်သွားလဲ။ကလေးတွေကိုခေါ်သွားတဲ့ဒမိုဂေါ်ကန်တွေက upside down နိုင်ငံသားမှတင်ပျောက်သွားတာကြောင့်ဒမိုဂေါ်ကန်တွေကကလေးတွေကိုချီ upside down နိုင်ငံကိုတွေ့တက်ပြီးအပစ်သေးခေါ်သွားတာဖြစ်ဖို့များပါတယ်။ဟော်လီနဲ့ခြားကလေးတွေဟင်နရီစိတ်အချင်းတောင်တွေကနေတကယ်မလွတ်သေးပဲဘာကြောင့်ပြန်နိုးလာတာလဲ။ဗက်နာကလည်းတေကန်နီးနေပြီဖြစ်တယ်လို့နန်စီတို့ဖွဲ့ကလည်းကလေးတွေစက်မှာတတ်ထားတဲ့ပြုံချောင်းတွေကိုဆွဲထုတ်ပေးလိုက်ပြီးဖြစ်တာကြောင့်ဟော်လီနဲ့အခြားကလေးတွေကဟင်နရီစိတ်အချင်းတောင်ထွက်ပေါက်ကိုရှာကြမလို့တော့ပဲလွတ်မြောက်လာတာဖြစ်ပါတယ်။ graduation ပွဲရဲ့ speaker တွေက11 mic ကိုလာဆက်တွေ့တာလား။ graduation ပွဲကျင်းပနေတော့မိုက်ကြားလိုက်ရတဲ့ speaker နဲ့စူးစူးတွေက11လာဆက်သွားတာမျိုးမဟုတ်ပဲမိုက်က11အသက်ရှင်နိုင်တဲ့ကြောင့် theory ထုတ်ဖို့အတွက်သာ idea ရရတာပါလို့ writer တွေကပြောသွားခဲ့ပါတယ်။ Destin တို့ဖွဲ့က upside down နိုင်ငံကြီးနဲ့ exotic matter ကိုဘာကြောင့် season 5မှာစတွေ့တာလဲ။ Destin တို့ဖွဲ့ကရှေ့ season 4ခုမှာလဲ upside down အစွန်အဖျားထိတေချာစူးစမ်းလေ့လာတာမျိုးမလုပ်ခဲ့သလို Hawking Sentence ခန်းရဲ့ခေါင်းမိုးပေါ်ကိုလည်းတကားမှမရောက်ဘူးလေတာကြောင့် season 5မှာပဲ upside down နိုင်ငံကြီးနဲ့ exotic matter ကိုပြသွားတယ်လို့ပြောရမှာပါ။ season 5 volume 2မှာ Max ရဲ့ခန္ဓာကိုယ်ကိုရှာဖို့ Wagner ကဘာလို့ဝီယိုကိုလိုတာလဲ။ Wagner ကအရင်လို upside down ထဲမှာရှိမနေတော့ပဲအပစ်ဆဲရောက်နေတာကြောင့် Max ရဲ့စေယုံခန်းနံပါတ်ကိုတိတိကျကျသိထားတဲ့ဝီယိုစိတ်ထဲပဲဝင်ပြီး Max ခန္ဓာကိုယ်ကိုရှာဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။Stranger Things series ပြီးဆုံးသွားပြီဆိုပေမဲ့1984 season 2နဲ့1985 season 3ကြားကာလက11တို့ဖွဲ့ရဲ့စုံစမ်းခန်းတွေကိုရိုက်ပြသွားမယ် animated spin-off series တစ်ခုလာဖို့ရှိပါသေးတယ်။ဒါအပြင် character တစ်တွေနဲ့မျိုးအစ်မှာဇက်အိမ်တင်မယ် Stranger Things spin-off series တစ်ခုလည်းထပ်ထွက်လာမယ့်အကြောင်း writer တွေကပြောပြသွားခဲ့ပါတယ်။2016ထဲကစတင်ထုတ်လွှင့်ခဲ့ပြီးကလေးtiêuဆောင်တွေနဲ့အတူတူကြီးပြင်းလာခဲ့ရတယ်လို့ခန်းစားချက်မျိုးရစေခဲ့တဲ့ Stranger Things ဟာ2026အစမှာတော့တကယ်ပြီးဆုံးသွားခဲ့ပါပြီ။9နှစ်ကျော်ကာလအတွင်းပျော်ရွှင်စရာဝမ်းနည်းစရာအမှတ်တရပေါင်းစုံပေးစွမ်းခဲ့တဲ့ Stranger Things ကိုကျေးဇူးတင်ရင်ဒီဗီဒီယိုလေးနဲ့အပြီးသက်နှုတ်ဆက်လိုက်ရပါတယ်။ဒီလိုရုပ်ရှင်နဲ့ series တွေကထူးခြားချက်တွေကိုစိတ်ဝင်စားရင်တော့ Nine Watch Film YouTube Channel ကို subscribe လုပ်ထားကြပါနော်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြတာပေါ့။